မင်္ဂလာပါဒီနေ့တော့ကျွန်တော်ဗာပြောမလဲဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ vocal တွေမှာ auto tune သုံးတဲ့အခါဘယ်လိုသုံးလို့ရမလဲဆိုတဲ့နည်းလေးကိုကျွန်တော်ပြောမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ပထမအဆုံးကျွန်တော်ကကျွန်တော် vocal လေးပဲထားလိုက်တာနော် vocal တစ်ခုကိုကျွန်တော်ယူထားတယ်ယူထားဟာ vocal မှာ vocal line မှာကျွန်တော် auto tune ဆိုတာလေးကိုကျွန်တော်တို့ထည့်လိုက်မယ် auto tune မှာဘာလို့ရလဲဆိုတော့ auto tune ရဲ့အဓိပ္ပာယ်ကတော့ဗျာကျွန်တော်တို့က key မဝင်တဲ့ဟာတွေကိုဝင်အောင်လုပ်ပေးတဲ့သဘောပေါ့ဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ scale တစ်ခုတွေကိုဝင်အောင်လုပ်ထားပေးတာဖြစ်တယ်နော်ဟိုမှာ CDEFG ဗျာကျွန်တော်ဟို C family နဲ့ဒီဆိုတာတဲ့ရှင် CDEFG ဒါပေမဲ့ကျွန်တော် vocal ဆိုတဲ့အချိန်မှာ C DEFG အပြင်ကိုကျွန်တော် vocal ကအဲ့ထဲကနေထွက်ပြီးတော့ C sharp ရောက်မယ် D sharp ရောက်မယ် E flat ရောက်အစရှိတဲ့ပဲပေါ့နော်အဲ့လိုမျိုးတွေရောက်သွားနိုင်တယ်ရောက်သွားတဲ့ဟာတွေကို auto tune auto ထည့်ပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲကျွန်တော်တို့တချင်ရဲ့ key ကိုသိရမယ်အဲ့ key ကိုသိဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဒီမှာချင်းရမှာဖြစ်ပါတယ်မိတ်ဆွေတို့ကကီးကိုမသိဘူးဆိုလို့ရှိရင်တော့လုပ်လို့ရတဲ့နည်းတစ်ခုရှိတယ်ကိုတချင်းတီးလုံးရှိကိုသွားမယ်သွားပြီးသွားလို့ရှိရင်ဘာလုပ်လို့ရမလဲဆိုလို့ရှိရင် auto key ဆိုတာလေးရှိတယ် auto key လေးကိုနှိပ်လိုက်မယ်နော် auto key လေးဝင်လာလိမ့်မယ်နော် auto key လေးရှိတယ် auto key လေးရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာတချင်းလေးကိုကျွန်တော်ဖွင့်ပြလိုက်ရင်သူကသူ့ဘာသူနားထောင်ပြီးတော့ဘာ key လဲဆိုတာသူရှာပေးလိုက်မယ်ဖြစ်ပါတယ်ခင်ဗျ Don't stop the music I wanna okay သူဒီမှာ key ရှာပေးတယ် F sharp major ဖြစ်တယ်เนาะ E flat minor ဒါမှမဟုတ် F sharp major ဖြစ်တယ်เนาะ tempo က160ဖြစ်တယ်ဆိုပြီးတော့သူကရှာပေးထားတယ် okay အဲ့ဒါကိုကျွန်တော်တို့ကဒီဘက်မှာသွားပြီးတော့ auto tune pro မှာသွားပြီးတော့ဒီမှာ F sharp major ဆိုပြီးတော့ရွေးလိုက်လဲရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာအခုဆို C chromatic ဖြစ်နေတယ်ပေါ့เนาะထားလိုက်တော့ခုနကauto key ကိုသွားနှိပ်ရှာလိုက်ရှာပြီး sense to auto tune ဆိုလေးကျွန်တော်နှိပ်ပေးတယ်နှိပ်ပေးလို့ရှိရင်ဒီမှာ auto tune နဲ့ပြန်သွားရင်သူ့ပိုင်သူ auto F sharp major ဆိုပြီးရောက်သွားတယ်ပေါ့နော်အဲ့ဒါkey ကိုရှာတဲ့နည်းလေးဖြစ်ပါတယ် okay အဲ့ပြီးသွားလို့ရှိရင်ဒီမှာ input type ဆို input type ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဟို input type တွေရှိမယ်ဗျာဒီမှာနော်၅ခုလောက်ရှိတယ် instrument စာလားမလို့ low mid လားနော် soprano လားအစရှိပြန်နော် soprano တို့ဘာလို့ဆိုတာ high female vocal ကြီးအမြင့်ကြီးတွေပေါ့ဗျာအဲ့လိုမျိုးဟာမျိုးဆိုရွှေ့ပေါ့နော်ဒါကတော့ကိုယ် input type ကိုရွှေ့ရမယ်ရွှေ့ပြီးရင်ကျွန်တော်ဖွင့်ကြည့်မယ်နော် vocal ကိုပဲကျွန်တော် vocal ပဲဖွင့်ပြလိုက်တော့မယ်ဗျာ Don't stop the music I wanna dance with you okay ဒါဆိုရင်တော့ကျွန်တော် auto tune ကိုမှန်ကန်သုံးလို့ရပါပြီပေါ့နော်ပြီးသွားရင်ဒီလောက်တင်အပြင်ကိုဆက်ပြီး click ခြင်းနဲ့တခြားဒီ cloud တွေလည်းနှိပ်ရတာ cloud တွေလည်းစဉ်းစားရရှုပ်တယ်ဆိုရှင်ကျွန်တော်ဒီမှာနော်ဟို preset တွေရှိတယ်နော်ဥပမာ preset တစ်ခုကိုကျွန်တော်ဖွင့်ပြမယ် Don't stop the music I wanna dance with you Don't stop the music I wanna dance with you Don't stop the music နော်အစရှိပြင်ကျွန်တော်ဒီမှာ preset တွေကိုနော်ရွေးပြီးတော့ click လို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကဒီမှာ preset တွေမဟုတ်ဘူးကိုယ့်ဘက်နေကို click ခြင်းတယ်ဗျာနော်ကျွန်တော်တို့ကိုယ့်ဘက်နေကို click ခြင်းတယ်ဆိုရင်ဒီကောင်ကျွန်တော် tab form မှာထားလိုက်မယ်ဗျာနော်ကိုယ့်ဘက်နေကို click ခြင်းတယ်ဆိုရင် auto tune မှာအဓိကသုံးလို့ရမယ်သုံးရမယ်ဟာ region speak ဖြစ်ပါတယ်နော် region speak ဆိုတာဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ region speak ဆိုတာကတော့ဥပမာ0ထိထားလိုက်မယ်ဆိုလို့ရှိရင်သူကauto tune effect ကလုံးဝဗျာဟိုဘယ်လိုပြောမလဲ natural မဆန်ဘူးလူမဆန်မင်းနဲ့လုံးဝစက်ရုပ်ဆန်သွားမှာပေါ့။တော့ပြောချင်တဲ့ဟာကဥမာauto ခုနက don't stop the music ဆို don't stop ဥမာထားလိုက်ပါတော့အကြမ်းပြပြောရင် don't က C မှာရှိမယ်ဗျာ stop က E မှာရှိမယ်ဆိုလို့ရှိရင်เนาะ C ကနေ E ကို second နဲ့ဗျာချက်ချင်းပြောင်းပြီးမှာပြောချင်တာเนาะအဲ့လိုမျိုးချက်ချင်းပြောင်းပြီးမှာ smooth ဖြည်းဖြည်းချင်း smooth လုပ်ပေးဘူးပေါ့เนาะဘယ်လိုပြောမလဲဟိုငင်းငင်းသားမပြောင်းပါဘူးပြောချင်တဲ့ဟာ second နဲ့ပြောင်းပေးမှာဖြစ်ပါတယ်เนาะဇာဒီဟာဆိုလို့ရှိရင်เนาะဒီအနောက်ကိုယော့လေကျွန်တော်ကဒီဟာ smooth ပေါ့နော်ဟို smooth ပြင်ပြောင်းဟိုပြောနော်ပြလေးပြောင်းမှာဖြစ်ပါတယ်ပေါ့နော်အများစုကတော့ဒီဟာကိုကျွန်တော်20နဲ့30ကြာထားကြတယ်ပေါ့အဲ့တော့ okay အဲ့ region speak ကိုကျွန်တော်သိသိသာဖြစ်သွားအောင်ကျွန်တော်လုပ်ထားတာတခုရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်နော်ဒီဟာလေးလောက်ထားတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာ note စေးထားတယ် C ကနေ G ကို slide လေးလောက်ထားတယ်။လောလောဆယ်ဘာမှမပါဖွင့်ကြည့်မယ်။နော် C ကနေ slide သွားတယ်ပေါ့နော် C ကနေ G ကို slide လောက်ထားတယ်။အဲ့ကောင်ကျွန်တော်1ထဲမှာထည့်ထားတော့ကျွန်တော်1ထဲမှာ auto tune pro ကိုကျွန်တော်တို့ခေါ်လိုက်မယ်။ခေါ်လိုက်ပြီးွားရင် region speak ကို400ထိထားလိုက်မယ်။400ဒီထား400တမှာထားလိုက်ဆိုရင်ဖွင့်ကြည့်မယ်ဆိုရင်ဒီအောက်မှာကြည့်နော်C ကိုကျွန်တော် major ထားလိုက်မယ်ဗျာအကြမ်းမြင်နော် C ကနေဒီ G ထိကိုသွားတယ်
ဂျားထဲမှာဖြတ်သွားတယ် D E F တွေအကုန်လုံးက slide လုပ်ပြီးဖြတ်သွားတယ်เนาะတိတ်ပြီးတော့တိတိတတ်မကြားလိုက်ရဘူးပေါ့เนาะအဲ့တော့0ထိထားလိုက်မယ်ဆိုလို့ရှိရင် तू ကခုနကပြောသလိုပဲချက်ချင်းတက်ဖြတ်သွားဖြစ်တဲ့ကြောင့်နားထောင်ကြည့်မယ်နော်အဲ့လိုဖြစ်သွားတာဖြစ်ပါတယ်ဒါကတော့ region speed ကိုကျွန်တော်နားလည်အောင်ကျွန်တော် note ကို instrument စီတစ်ခုနဲ့ပြရတာပေါ့နော် vocal မှာဆိုလို့ရှိရင်တော့တိတိတတ်ဟို auto tune effect အတန်များသွားမှာပေါ့ဗျာ Don't stop the music I wanna dance Don't stop the music I wanna dance with နော်ဒါ region speed ကိုပြောခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကနော် flash tune ဆိုတာဘာလဲဆိုလို့ရှိရင် flash tune ကိုလည်းကျွန်တော် instrument စီနဲ့ပဲကျွန်တော်ပြန်ပြောပြမယ်နော်ပြန်ပြောပြမယ်ဆိုတော့ flash tune ဆိုတာကဗျာဥပမာကျွန်တော် vocal မှာပြောမယ်ဆိုလို့ရှိရင် vocal မှာအဆိုတော်ကပေါ့နော်အဆိုတော်ကဟို variation လေးတွေတုံးတယ်ပေါ့နော်ဟိုပညာလေးတွေပြထားတဲ့ဟာလေးရှိမယ်ဗျာဥပမာနောက်ဆုံးမှာဆိုလို့ရှိရင်ဟိုက don't stop the music yeah အဲ့လိုမျိုးတစ်ခုခုပေါ့ဗျာအဲ့မှာတော့သူလောက်ထားတဲ့ဟာမျိုးလေးတွေရှိမယ်ပေါ့နော်အဲ့လို tune စီတွေနည်းနည်းလေး millisecond လောက်လေးကစားတာလေးတွေရှိမယ်ဒါအဲ့လိုမျိုးဆိုလို့ရှိရင်သူကဘာဖြစ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုလုံးဝကြီးဗျ region space ကိုတင်လာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလုပ်တဲ့အချိန်မှာ natural မဆန်မဲနဲ့လုံးဝဟိုတန်ကြီးနဲ့ပေါ့နော်ဟိုတိတိကျကျကြီးဗျဟိုလိုပြောင်းသွားတာပေါ့နော်အဲ့လိုဟို smooth မဖြစ်ဘူးပေါ့နော်အဲ့ဟာလေးကိုကျွန်တော်ဒီ flash tune လေးနဲ့ကျွန်တော်ချိန်လို့ရတယ်ဥပမာကျွန်တော်ပြမယ်ဆိုရင်ကျွန်တော်ဒီကောင်လေးကျွန်တော်တေးထားတာလေးရှိတယ်ဖွင့်ကြည့်မယ်ဆိုရင်အဲ့လိုလေးဖြစ်နေပါဗျအဲ့လိုလေးအတန်လေးတုံနေပါဗျထားပါဦးအဲ့လိုလေးဖြစ်နေပဲဒါအဲ့လိုလေးထားရတဲ့ဟာကို region speed ကိုကျွန်တော်0ထိတိတိထားပြမယ်နော်ဒါလေးရမှာ0ထိတိတိထားမယ်ဆိုရင်နော်ပြောင်းသွားရနော်မိတ်ဆွေတရားလေး queue ဆိုင်ပြီးနားထောင်ကြည့်မယ်ဆိုရင်အဲ့လိုမဟုတ်တော့ပဲねနော်လုံးဝအဲ့လိုကြီးဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီဟိုvocal ပညာပြထားတဲ့ဟာမျိုးလေးတွေပါလေးမှာဆိုလို့ရှိရင်အဲ့လိုအဲ့အတန်ကြီးကိုကျွန်တော်မကြိုက်တော့မကြိုက်တဲ့အချိန်မှာနည်းနည်းလေးခုနကဟို natural လေးပိုဆန်သွားအောင်ဆိုရင်အခုဒီတိုင်းပဲနော်ကျွန်တော်ဒါကိုတရားလေးတင်ပြမယ်နော်ဒီလိုကနေဒီလိုဖြစ်သွားတယ်ဟိုတရားဒီတင်ရမှာလားဆိုတရားဒီတင်ရင်တော့လေဟိုဘယ်လိုပြောမလဲဟို auto tune ရဲ့ဟိုဟာကြီးရတယ်နည်းကိုလိုကလန်ကြီးဖြစ်သွားမှာပေါ့ဗျာပြောရှင်နေတာအဲ့တော့ကိုယ့်ဘက်နေကိုတချင်းနဲ့လိုက်ဖက်ပြီးတော့ဒီ region speed နဲ့ flash tunes ကိုမျှတအောင်ချိန်ဖို့လိုပါတယ်နော်ပြောရတယ်နည်းနည်းရှည်သွားပြီဆိုတော့ကျွန်တော်နောက်ထားလေးတွေအဓိကတော့ဒီ region space နဲ့ဒီ flash tune ပါပဲเนาะကျန်တဲ့ဟာကတော့ humanize ဆိုတော့ဒါခုနက flash tune နဲ့တော့တိတ်မကွာဘူးပေါ့เนาะဒီ humanize ကဒီဟိုဘယ်ပြောမလဲဟိုဘောနော်သူ natural sound အောင်လုပ်ပေးတဲ့ဟာပါဗျာ vibrato ဆိုလည်းရှင်းလိုက်တာ vibrato အတန်ကို vibrato လုပ်ပေးတဲ့ဟာပေါ့နော်အဲလုပ်ပေးတဲ့ဟာပဲဖြစ်ပါတယ်ခင်ဗျနောက် advance ရှိသေးမယ်ဗျာ advance ဒီမှာလည်းဒါကိုယ့်ဘာနဲ့ကိုဟိုတတ်မှတ်ပြီးလုပ်တဲ့ဟာဗျာဒီမှာဆို vibrato တွေပါလဲကလီလို့ရတယ်ပေါ့နော်ဒီမှာလဲတန်းပြီးတော့နော်ဟိုဒီမှာမဟုတ်ဘဲနဲ့ advance မသွားဘဲနဲ့ဒီမှာ natural vibrato မှာလဲကျွန်တော်ကလီလို့ရတာဖြစ်ပါတယ်ခင်ဗျနော်ပြီးသွားရင်ကိုယ့်ဘာနဲ့ကိုဒီမှာနော်ဟိုလုပ်လို့လေဒါကိုကြိုက်တဲ့ဟာကိုသချင်းကပြောင်းမှစားလိုက်ပါတော့ C major scale ဆိုပေမဲ့တခါလေကြာရင်ကျွန်တော်တို့သချင်းထဲမှာထားလိုက်ပါတော့ E chord ပါတယ်ဗျာထားလိုက်ပါတော့ E chord ပါတယ် C family ထဲမှာမပါတဲ့ E chord ပါနေတယ်ဆိုလို့ရှိရင်လည်းအဲဟာကိုကျွန်တော်တို့ဒီမှာထည့်လို့ရတယ်ဖြုတ်လို့ရတယ်လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကိုကြိုက်တဲ့ဟာလေးကိုပဲကျွန်တော်ဒီအောက်မှာလည်းကျွန်တော်တို့မဖြတ်ချင်တာလားထည့်ချင်တာလားနော်ကိုရဲ့သတ်မှတ်ထားတဲ့ scale ထဲမှာအပြင်ကိုပါလို့စီထည့်ချင်တာလဲဆိုတာဒီမှာလည်းထည့်လို့ထပ်ဖြုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ thank you ပါ